Okay ကျွန်တော်တို့ကျိုးစုဗန်ကကျွန်တော်တို့အဲ့ဒီရှိပါဘရူနိုရှိပါနိုင်ပြီးတဲ့နောက်ပိုင်းမှာနော်နောက်28ဇွန်လ28-29မှာနော်တနင်္ဂနွေနေ့မှာပွဲရထပ်ရတယ်ဆိုတော့အဲ့ဒီကြားထဲမှာတောင်းပပဲလို့တွေဗျာအဲ့တော့အဲ့ဒီလိုမျိုးပွဲမြန်မြန်ရတာနဲ့ပတ်သက်ပြီးတော့ ranking 1မှာနေတဲ့ကောင်တွေထိုးရမှာဆိုတော့တချို့လူတွေကြတော့ဝန်ဖန်တဲ့လူရှိတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျိုးရှိုးဗန်ကအရန်ကိုရန်အောင်မယုံကြည်မှုအရန်လွန်ကြီးတယ်အဲ့ဒီ ranking 1ကနေထိုးရမှာဆိုတော့အများကြီးဟိုဘယ်လိုပြောမလဲအများကြီးပြင်ဆင်ဖို့တဲ့လူတွေပေါ့နော်ကိုယုံကြည်မှုအရန်လွန်ကြီးတယ်ဆိုပြီးတော့ပြောတဲ့လူတွေအများကြီးရှိပါတယ်ဝန်ဖန်တဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ပြောချင်တာကနော်ကျွန်တော်တို့အဲ့ဒီနေရာကိုအဲ့ဒီ UFC မှာအဲ့လိုမျိုးပွေးပေးတာကိုကျွန်တော်တို့ကဝမ်းသာရမှာဗျာနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုကျိုးချိုးဗန်က ranking တစ်ချေရောက်သွားပြီအဲ့ဒီ ranking တစ်ချေရနဲ့ ranking 1မှာနေတဲ့ကောင်နဲ့ပွေးထိုးရမှာအမှန်ကတော့နော်လူစား1ထိုးပေးတာပေါ့ဗျာကျွန်တော်တို့ဗန်ကနော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကနန်ဒီဖြစ်စေရှောင်းဒီဖြစ်စေအဲ့လောက်ထိကျွန်တော်တို့ကောင်းတဲ့မှာထိတ်เสียမလို့အဓိကနော်ကျွန်တော်တို့အဲ့ဒီနေရာမှာကျွန်တော်တို့ကျိုးချိုဗန်ကဝန်ထိုးပေးလို့ကျိုးချိုဗန်ကရှောင်းလိုက်ဆိုလို့ရှိရင်တော့မှပြင်ဆင်ခြင်းအရန်နေနေလို့เนาะကျွန်တော်တို့အများကြီးအကြောင်းပြချက်ပေးလို့ရတယ်ဗျာเนาะကျွန်တော်တို့ဗန်ကနှစ်ပတ်တောင်းပတ်ပဲအခု training ရှင်းတဲ့ချိန်ရတယ်ဗျာအဲ့တော့အချိန်အရန်နေနေတဲ့နေရာမှာတချို့လူတွေကြတော့စိုးရင်တွေတော့အများကြီးရှိပါတယ်သူပရိသတ်တွေပေါ့เนาะအဲ့ဒါတော့ကျွန်တော်တို့လည်းနားလေပါတယ်တချို့လူတွေကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဝန်ဖန်တဲ့လူတွေရှိတယ်သူ့ကိုဘယ်လိုပြောရမလဲအရန်ယုံကြည်မှုအရန်လွန်ကြီးတယ်เนาะဆိုပြီးတော့အများကြီးပြောတဲ့လူရှိပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဝမ်းတာမယ်เนาะပွဲလေးမြင်ရတယ်ပြီးတော့ ranking 1မှာနေတဲ့ကောင်တွေနဲ့ရှင်ထိုးပေးရမယ်ဗျာကျွန်တော်တို့အဲ့ဒါအခွင့်အရေးပဲကျွန်တော်အခွင့်ကောင်းပဲเนาะအဲ့တော့နန်တွေဆိုလို့ရှိရင်သူ့ရဲ့ပုံရိပ်ကဒီထက်မကပိုပြီးတော့ပေါ့เนาะပိုပြီးတော့ကဘာမှာပေါ့เนาะကဘာမှာအခုဆိုလို့ရှိရင်တချို့ fighter တွေတော်တော်များတချို့ van တော်တော်တိလာပြီကြပြီအခုဒီပွဲမှာဆိုလို့ရှိရင်အခုဒီပွဲနောက်ဆုံးထိုးတဲ့ bro ရှီဗာနီထိုးတဲ့ပွဲနောက်ပွဲမှာဆိုလို့ရှိရင်လူတွေတော်တော်များတိလာရပြီเนาะအဲ့တော့တကယ်လို့အခုထိုးမဲ့ပွဲမှာranking 1မှာနေတဲ့ကောင်နဲ့ထိုးတယ်မတော်လို့သူကကျွန်တော်တို့ van ကနိုင်ဝါဟစ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံရိပ်ကအများကြီးမြင့်တက်သွားပြီเนาะရှောင်းလာနန်းလာတော့ထားနော်အခုအချိန်မှာကျွန်တော်တို့အကြောင်းပြချက်အများကြီးပြောလို့ရတယ်ဗျာကျွန်တော်တို့ဗန်ကအချိန်ပြင်ဆင်ခွင့်တောင်းပတ်နဲ့ထိုးပေးတာဗျာနိုင်ဒီဖြစ်စေရှောင်းဒီဖြစ်စေနိုင်ရင်တော့ကျွန်တော်တို့အများကြီးဝမ်းသာကြတယ်ရှောင်းရင်လည်းအဲ့လောက်ထိကိစ္စမရှိဘူးဟုတ်တယ်မလားအဲ့လောက်ထိစိုးရင်ရှာမလို့မရှိဘူးနော်